Okay, no. Golagi halagi minglaba. Dine no, dine tia yote ame, babshilo le suro. Di kotule adika America ma lolo tila, ma moa la tiny lo, no. Akua tia yesayaro me, chow like da, pile ya like da, piluma, no. Piro, bale. Thái này nghe mà đấy, nam miêu miêu của lệ thì ya suy, toa tay, thái này nghe mà này đấy, luga toa tay, nam miêu miêu thì ya suy, pero America mà sự cái mu so ya America mà ni ni đấy, toa tay, lệ thì ya suy, nó, pero tu babio lệ, số đó bố chọn đam nhà lệ khua, thì ya này gì sẽ ya đấy, phi lù mà, nè pero nè tết thì thao tha. Tadi si ni deh no, tua tiya go ye saya me be ani be that dia ni tu ni dah le. Ni do boma mi luri tadi de lai ye bi do pya pha ma ni ne no. Thai nai nge tadi go be pha pya. Di la mi lu no phi lu ma. Ko asin ta ko pya ma chi be ne tu mya di ka ko le bi do tiya swai me de. English sa the low ma le ma ta. No, the America ma la bi do tya ma swai khin le tu mya ko khai sia ma lo le Thai nangai ma le tu mya ko khai sia ma lo ti la nga ni ko a chan pin lai me ba cha le so do khre so le ai di ko tu le id ka le tu promotion လုပ်ပေးနေတာပဲပြီးတော့ဦးလေးတယောက်နှစ်ယောက်ဟိုမှာid ka တော့မှသူကိုယ်တိုင်လုပ်ပေးနေတာပဲเนาะအဲ့ဒီတော့ဒီ America မှာတရားလာမစွဲခင်လေဖီလို့မှဒီနေနဲ့ Australia နိုင်ငံတရားမဝင်မှုတွေဒါတွေကတရားစွဲလို့ရတယ်ဗားတွေညာတွေဖီလို့မှအဲ့ဒီ Australia နိုင်ငံမှာပဲနေရေလောက်ကြည့်လို့ရလာမရဘူးလားဆိုတာနော်ဖီလို့မှငါဟို America မှာတရားစွဲလိုက် scam ဟိုမှာနေပါတယ်နာမျိုးလက်ဒီထိုင်းနိုင်ငံမှာတွားတိုင်ပြီးတော့တရားစွဲလိုက်ဖေးကျဲစရာအကြောင်းကိုမရှိဘူးလောက်ချင်လို့လားဒီ Australia နိုင်ငံရှိနေတဲ့ကကြီးအများပြားနော်ကောတူလေအာဒီကာ identity ကနဲ့ပတ်သက်ပြီးတော့ promotion လုပ်တဲ့လူအများကြီးရှိတယ် America မှာလာမတန်ခင်ထိုင်းနိုင်ငံမှာမလောက်ခင်ကိုနိုင်ငံကိုလှုပ်ချိလိုက်စားတရားမဝင်ဘူးဆိုကိုတိုင်လို့ရတာပဲနော်နေပြောတယ်လို့များတိုင်ဒီလိုမျိုးလုံးမဖြစ်မဲ့ဘာတွေညာတွေဖေးလို့မနော်လက်စီတော်မဖြစ်မနိုင်လက်စီတော်မဖြစ်မအောင်ဘာမှတရားဥပဒေမတိလိုက်ပေါ်ကနေဖေးချေပြီးတော့သူများကြောက်တွေလိုက်ပြောနော်ဘယ်မှာလဲနေရထောက်ထားဘိုချွန်ဒါမြကအခုထိုင်းနိုင်ငံမှာအမှုနဲ့ရေးစေရတယ်တဲ့နေဖေပေါက်မှာပဲအမှုရှိမှာပေါ့ဖေလို့မနော်ငါပြောမယ်ဖေလို့မနေပြောတော့ scam မူက Greek ခန်းနဲ့နေပါတယ်ဒုက္ခသည်နဲ့နေပါတယ်ဆိုပြီးတော့တရားလာဆွဲမယ်ဆိုကျမစောင့်နေတာ3နှစ်ကျော်ပြီရှင်နော်ကျမစောင့်တာ3နှစ်ကျော်ပြီနေဘယ်တရားရောသွားရမှာလဲ New York လားဒါမှမဟုတ်လေ California လားဖေလို့မစကားပြောမယ်ဆိုရင်တရားဆွဲကိုရဲ့စစ်တမ်းကိုအချင်းအနေကိုမသိကိုအစစ်တမ်းနေလို့သူများအစစ်တမ်းလည်းငါလိုပါပဲဆိုပြီးတော့လဲပြီးတော့သူများကိုအထင်မသေးနဲ့ဖေလို့မနော်ငါပြောမယ်နေကိုငါစောင့်နေပါတယ်ဒီ America မှာလည်း NUG အဖွဲ့အစည်းအများအပြားရှိတယ်နော်ထိုင်းနိုင်ငံမှာလည်း NUG အဖွဲ့အစည်းအများအပြားရှိတယ်ပြီးတော့ Australia မှာလည်း NUG အဖွဲ့အစည်းအများအပြားရှိတယ်အနီးဆုံးနိုင်ငံကနေနေတဲ့ Aussie Australia နိုင်ငံမှာခရက်ဆိုအရေးတရားဆွဲကြည့်နော်ခရက်ဆိုအရေးတရားဆွဲကြည့်ဒါတော့မှသူများကိုလိုက်ပြီးတော့စကဲမူလေ America မှာနေပါတယ်ပြည်သူတို့ရေးလက်ပြီးတော့တိုက်ကြပါလိုက်ပြီးတော့ပြောစရာမလိုဘူးခ
Creswa le nini lebe ni le. Tua tai lai. Na. Tua tai lai. Ni aswan san belau shi le suda. Ni san chi lai li. Nga go ni. Nga the ni to han. Nga the ni to de lo ni pya chin ne su Creswa ni ye chou lau chi. Phi lo ma. Ba u bre ma ma ti. Sa ma ta. English ne phin khan mi do. English ตะโลมาพามตะพี่โลมาเนาะกาเลสีเรามาพี่มาเอาพี่โลมาลาแกเลยတရားဆွဲမယ်ဆိုမြင်များလို့မလို့ဘူးဆိုရင်တော့နင်တို့တော်လာရဲ့အမြပြီးမှာဘာဖြစ်လို့လဲဆိုတော့ငါတို့ကြည်ငါတို့အလုပ်လုပ်နေတယ်ဒီလားကြည်နဲ့မြေကိုနင်တို့လာအုပ်ချုပ်ဖို့ကလေစစ်ကူးထဲမှာမရင်နဲ့နော်အနစ်90ကျော်ငါတို့ revolution လောက်လာတာအခုချက်တိမကြစောက်သေးဘူးဗမာကျုံဖြစ်သေးဘူးအဲ့ဒါကြောင့်မလို့ငါတို့ရဲ့လက်နဲ့ကဲသမားတွေရှိနေတုံးမဲ့နော်ပြောတော့ငါတို့အလားတဲ့မင်းအောင်လည်းမကြောက်ဘူးတဲ့မင်းအောင်လည်းကြောက်လို့အနစ်90တိမင်းအောင်လည်းတိုက်မနိုင်ဘူးလေဗမာစစ်တပ်တိုက်မနိုင်ဘူးလေနော်နေတို့တော့မလေတော်လာရင်လောက်လာတာငါနေတော့မှမကြော်သေးဘူးအလေးဝင်နေတာအများကြီးရှိပြီအနစ်90ကျော်စတဲ့ရောက်မှရှာမတွေ့တော့ဘူးတိလားဖေလို့မနော်90နဲ့ကြော်ပြီးငါတို့တော်လာရေးလောက်လာတာငါတို့ကရင်တွေကမပြောက်ဆုံးတာဗမာကျွမဖြစ်သေးတာငါတို့ရဲ့ကောင်းစော်တွေကငါစိတ်တကိုအရှုံးမပေးလို့ပေါ့နေတော့လိုမျိုးအကြမ်းခံမနေမခံချင်လို့ငါနဲ့မပြည့်သေးဘူးစပြီးတော့အလေးဝေထဲမှာငါတို့မပါဘူးဖေလို့မနော်ငါတို့အလားလေငါတို့ရဲ့ကြည်ရတမျိုးသားလို့အသက်ပဲလာမစောဂါနဲ့ဖေလို့မတခိုးတော်လာရေးတွေနော်နေတော့ဟာလေဗမာလူမျိုးကြီးဝါဒစိတ်ထဲမှာမပြောက်လို့တိုင်းရင်းသားတွေကိုလောကနေတော့အောင်မှာနေတော့အောင်မှာပဲနေစင်ချင်လို့နေတော့ခဏအာနာတွေတေးပြလိုက်တေးသားတွေကိုချစ်ပြလိုက်ဟိုမှာလိုးလဲဒီမှာလိုးလဲတင်းနေရတာငါတို့ရဲ့တေးသားစီးရတာငါတို့ရဲ့တေးသားတိလားဖေလိုမနော်ငါတို့ကီအလားလေစစ်တာတွေဦးနုခေကတဲ့အောက်ဆန်းခေကတဲ့ကနေဝေးခေကတဲ့ကြောက်လုံးလို့တိလားငါတို့တော်လာရဲ့မပြိုကွဲသေးဘူးငါတို့တော်လာရဲ့ဘလောက်ဖွဲ့စည်းရှိတိလားအလေးမဝေဘူးဟဲ့နော်နေတို့လို့စောက်ရှင်းမရှိတဲ့တော်လာရေးကိုဗန်းပြပြီးတော့တိုင်းရသားစီမလာငါတို့ကနေတို့ထက်တူပဲခံစားနေပါတယ်ရှင်ပါတယ်ညာတွေနော်နေတို့ဗမာချစ်ချင်းရမဖြစ်ခဲ့ဘူးဆိုရင်ငါတို့ကြည်ပြင်းနေမှာနေတော့မလာဘူးနော်နေတော့ဗမာချင်းအာနာမလူကြဘူးဆိုရင်လေငါပြောမယ်ဖေလို့မငါတို့ရဲ့ခံစားနေတာတွေငါတို့ရဲ့ခံရတာတွေစိတ်တစီမှာအနစ်90ကြော်တယ်နော်ဘာဖြစ်လို့အကြီးကဒီလိုမျိုးစကားတွေလာမပြောတာလဲဟမ်ဒီလိုစကားမျိုးနေတော့စိတ်ထဲမှာရှိမယ်ဆိုရင်လေငါတို့ကရေလူမျိုးငါတို့ချင်းလူမျိုးငါတို့ရဲ့ရခိုင်လူမျိုးငါတို့ရဲ့ကချင်လူမျိုးတွေလည်းတလောက်ထိဒုက္ခမရောက်ဘူးဖေလို့မနော်အခုကြမှာသူတို့ချက်အာနာလူနေကြမှာတဲရသားတွေကကောင်းနေတလို့လို့ဒီတဲရသားတွေကရိုးသားနေတလို့လို့ဘာတွေညာတွေလိုက်ပြီးတော့ချီကျူးနေတော့အချင်းပြတိုက်နေတော့ပြအချင်းပြပြင်လေပြီးတဲ့အချင်းဆိုရင်ဒီတဲရသားတဲ့သဘုံဘာတွေညာနေတော့ရှော့ပြောမှာပဲရုံရတဲ့လူတွေမှာနေတော့မပါဘူးနော်ငါတို့ရဲ့ကရင်ပြည်နယ်မှာဖေလုံးမပါပြောလဲဆိုတော့ကြားဖြတ်နေမြေဘာတွေညာဒီကြားဖြတ်ဘသူကခေါ်လာနေတာလေပြဆိုစမ်းကြည့်စမ်းနေတို့ရဲ့အစိုးရ NLD ခေတ်ဒါပဲတရုတ်တွေကငါတို့ကရင်ပြည်နယ်မှာရောက်လာတာနော်ဘသူကငါတို့ကရင်ပြည်တော်လာဖြက်စီးနေတာလေဖေလို့မအတိအညာမရှိလေလာမှုမရှိကျုံဗမာမအခုကလေမမိုးရေ
မမောတော်ဆိုပဲလေးစားတယ်ဘာသာမခွဲခြားဘူးဘာလူမျိုးမခွဲခြားဘူးဆိုပြီးတော့သူများလက်ချီချုံနေတာကိုအချိန်မကြီးနဲ့နေကိုသူများတောက်စားတဲ့အချိန်ဆိုရင်နေကြားချင်တဲ့စကားတွေကတော့သူများပြောမှာပဲတိလာဖေလို့မနော်ကိုကြားချင်တဲ့စကားတွေကပါသမီးရေတော်လိုက်တော့ဆိုပြီးတော့လေကိုမန်းတက်မနေနဲ့အထင်မကြီးဘူးတိလားပါဇာဟာရနဲ့ပညာဘလောက်တက်လဲဆိုတာသိပြီးသားဖေလို့မနော်ဒီအကျန်းဖြတ်စီရဲမှာမြေတွေဘာတွေအကုန်လုံးကဒီစာချုပ်ချမှာပြကြည့်ဘယ်ခေတ်ကလေးရလဲ NLD အုတ်ချုပ်မြန်မာနိုင်ငံ NLD အုတ်ချုပ်နေတဲ့အချိန်မှာပဲဒါဘသူကခေါ်လာနေတာလေဟမ်အခုကျမှကရေပြင်းနေမှာငငယ်ပြမဘယ်တော့မှမဖြစ်ဘူးဘယ်တော့မှမဖြစ်ဘူးခါစီနိုဆိုတာလေနိုင်ငံတိုင်းမှာရှိတယ်ဖာယုံဆိုရင်လေနိုင်ငံတိုင်းမှာရှိတယ်နေရုပ်ဖာမာနဲ့တူတယ်နော်ဒီချမ်းဖြတ်ကိစ္စဒီနေမြန်မာလောက်တဲ့ဆိုဒီလူပဲလောက်မဲဆိုပြီးတော့တတိယမှာကြော်ညာမယ်ဒါပေမဲ့ငါတို့ကရပြည်နယ်မှာနေတော့ဆွဆွဲတယ်လို့မျိုးနေတော့ပြောချင်တယ်လို့မျိုးမဟုတ်သေးဘူးငါတို့ကရလူငယ်ပညာတဲ့ကရလူငယ်အများကြီးရှိတယ်နှစ်ထပ်ပို့ပြီးတော်နေတဲ့ကရပြည်နယ်အများကြီးကရလူငယ်တွေအများကြီးရှိတယ်နေ့လိုပညာမတပညာမတအစင်အတမ်းမရှိပြောစကားပြောမယ်ဆိုရင်တရားဆွဲမယ်ဘာဆွဲမယ်ကိုရမကားလဲစီရမဖြစ်နိုင်ဖြစ်အောင်ဖြစ်မနိုင်ဘူးဖြစ်မတဘူးကားလဲစီရမမရှိတဲ့ကောင်မငါဒုက္ခတရားနေလာနေငါဒုက္ခတရားနေလာတယ်ကိုကန်နဲ့ကိုလာတာဖင်ခံမနေငါချားမှာရောက်တာနေ့လိုကောင်မမျိုးအစမ်းထဲမှာမဟုတ်ဘူးနော်ကိုအစင်တန်းအောက်တားစားဆိုပြီးတော့သူများလည်းအောက်တားစားဖြစ်မှာပဲဆိုပြီးတော့ကိုစင်နဲ့တွားပြီးတော့ compare မလုပ်နဲ့မနှဲနဲ့သိလားဖေလိုမနော်နေ့လိုကောင်မမျိုးကလေပြောမယ်သိလားနေ့လိုကောင်မမျိုးကလေသူများတကာကိုလက်ဆဲတာပဲတည်တယ်အမှန်တရားချပြတဲ့လူထဲမှာလေနေချပြမရဲဘူးဘာဖြစ်လို့လဲအမှန်တရားမှမပြောနိုင်တာနော်ဖေလိုမနေရစင့်တားလေမရင်ငယ်အဖြစ်တော့မှလေမတန်ဘူးသိလားဖေလိုမတရားလာဆွဲမယ်ဆိုလာဆွဲလေတရားလာဆွဲမယ်ဆိုတော့စောင့်နေပါတယ်ဒီအမေရိကမှာတရားလာမဆွဲခေဒီလားဩစတြေးလျကိုအာဒီကလုံနေတဲ့လူတွေကအရေးတရားဆွဲတရားမဝေဘူးဆိုအမေရိကန်ဥပဒေနဲ့ဗာနဲ့ဆိုဒါဆိုရင်ဩစတြေးလျမှာဥပဒေမရှိဘူးလားဖေလို့မဟမ်လောက်ကြည့်လိုက်စမ်းဟမ်သူများမကောင်းကြောင်းတွေကိုလက်ပြောကိုဘာကိုမှမသိတဲ့ကောင်မကဟမ်တရားဆွဲမယ်ဆိုအကြီးကမပြောလေစကင်မွန်ကတော့ပြီးတော့တရားဆွဲမယ်အမေစုကိုစုပ်ကားနေပါလေဆိုပြီးတော့လာဆွဲဖေလို့မ